ရှားသွားလာပုံတွေလာပြီးလာခွေအပြောင်းလေးများနဲ့တခါတည်းဥက္ကာလေးတွေလင်းလင်းစွာဖြတ်ပြန်တန်သောပုံတွေကိုတတိပြုမိခဲ့ကြပါတယ်universe pro ဆိုရဘာငါညဘာလဲကဘာကြီးကနေပြီးအာကာသသွားပဲရုပ်ရှင်နဲ့ဇဝိုင်းကာလဒေသတွေ့ရှိချက်များဟာအာကုအာရပြုနိုင်တဲ့ပေါ်ထုတ်ချက်များအဖြစ်ကိုတဖြည်းဖြည်းနဲ့ပြောင်းလဲလာနေပြီးပထမဆုံးတက်ကလေးကိုသိပ်ပဲပြောရှင်လို့ခါရောက်တာလိလာနေလာရာသီတက်တဲ့ချက်တွေပေါ်ထုတ်နေတဲ့နောက်မှာတော့လူသားတွေအခြေချနေထိုင်မှုတွေနဲ့စိုက်ပျိုးရေးစနစ်တွေဟာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးအစောပိုင်းပြည်စည်းမှုတွေဟာလည်းထုံးကားလာခဲ့ပါတယ်။အချိန်လေးမှာပဲအတန်းပါဆုံးချိန်များနဲ့စုဖွဲ့ထားတဲ့လက်ခတ်ကြရာပြမီးပုံဟာကုံသွေးလေးတွေစူးစမ်းလေးလာနေတဲ့ပြည်တွေဟာစီနဲ့လမ်းဆောင်ကြတဲ့ဖြစ်များစွာတရုတ်လူတိုင်းဒါပေမဲ့သုံးသောလက်ခတ်ကြပြပညာရှင်တွေကစေတနာများရဲ့တရှိနေမှုပုံစံတွေကိုတိတိကျကျနားလည်ကြပါဘူး။နားထောင်တော့ဟုတ်အစောပိုင်းနဲ့ပညာရှင်တွေပြည်ပညာရှင်တွေစက်ဆောင်များနဲ့ပတ်သက်တဲ့ပြည်ပေါ်ရဲ့ဆက်ဆံရေးမှာဒဏ္ဍာရီများနဲ့ရရှိနေပါလေ။တိုက်တယ်ရှေးခေတ်ဂရိလူမျိုးတွေဟာလက်ထက်တာမိနာတဲ့ပညာစတင်မှုကိုရှေးကောင်းပညာရည်များကနေဝဲထွက်ပြီးပထမဆုံးခြေလှမ်းများအဖြစ်စတင်ပြီးခေါ်ခဲ့ကြပါလေ။တကယ်ကောင်းလို့ကြားတယ်။ဟုတ်တယ်။ဟုတ်တယ်လို့တကယ် Pythagoras, Aristotle, Apollonius ဖုန်းထဲမှာတကယ်ကောင်းလို့ကြားတယ်။ဒီခေါ်ပညာရှင်ကြီးတွေဟာလက်ထက်တာပညာဆိုင်ရာကိုခံမှန်းချက်ကိုဒီနေ့ဒီလိုတက်တဲ့လုပ်နေကြပါလေ။ဒီမှာပဲဒီဂရိလက်ထက်တာပညာကပ္ပလူရှိအာကာသတွေကတရားမှုထုတ်တဲ့တိတာထင်ရှားတဲ့ဒီရှားမှုတွေကိုတွေ့လာခဲ့ပြီးကမ္ဘာမဟုတ်ဘူးစကြဝဠာယူဆမှုစတင်ပေါ်ထွက်ခဲ့ကြပါတယ်။တို့ရာတွင် Aristotle အမည်ရှိတဲ့ဂရိလက်ထက်တာပညာရှိတဲ့ဦးကတော့နေမှုစကြဝဠာယူဆမှုအစိုးရစီမံကပထမဆုံးစီစဉ်ခဲ့ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့နေမှုပြုစကြဝဠာယူဆဟာရာဇဝတ်တော်များစွာကောင်းကင်ရအပေါ်solar system မြောက်ခေါပါနီယစ်နဲ့ကပလာနိုလက်ခဏာတော့ဘဒူးလေတော့စံနေအရီစတိုတယ်စီနေရမျက်နှာစတိကပြည်နေထမ်းလာခဲ့ပါတယ်ဒီလက်ခဏာပညာရှင်ထိုက်ကိုဘရိုနီရဲ့တင်စားကချက်မှုတွေပါတဲ့လက်ခဏာပညာတွေ့ရှိချက်တွေကြောင့်ဒီမှာငါဗီဒီယိုတင်မှာရှိပါမှုတွေကိုပုံမှန်သိရှိလာခဲ့ပြီး၎င်းရဲ့ဒီလိုမျိုးစနစ်မှာကမ္ဘာအပေါင်းနဲ့ကျိုးများအားလုံးကနေကိုလှည့်ပတ်နေကြရဆိုတာကိုသိရှိကြကြပါလေ။ထောက်ဆောက်ရမှုမြန်မာတော့အီတလီလူမျိုးကယ်လီတို့မှာခေတ်ပေါ်တယ်လီစကော့ကိုအသုံးပြုကြည့်ရှုနိုင်ခဲ့တဲ့ပထမဆုံးသောလက်ခဏာပညာရှင်ဖြစ်လာခဲ့ပြီးလက်ခဏာပညာဆိုင်ရာတပိုင်းတစ်ခုစတင်ဖြစ်လာခဲ့ပါတယ်။အဲဒီချိန်ကစပြီးအရှင်ကသိရှိထားတဲ့စက်ကြောင်းများနဲ့အခုလေမင်းဆွဲတက်လာလို့ဘာလို့ဒီဆွဲတက်လာတဲ့ကမ္စက်ကြောင်းများယူဆပြတ်နေသွားစေခဲ့ပါတယ်။တယ်လီစကော့ဆိုတာကတော့အလုံးကြီးပွားတဲ့နေရာကပိတ်ဖြော့ဖြော့ရတယ်လီစကော့ဆောင်ပြီးအသေးစိတ်လူမိုက်ဖဲကိုပေးနိုင်တဲ့ကိရိယာပဲဖြစ်ပါတယ်။အကွာဝေးပုံပြီးဝေးကိုမြင်နိုင်မှုနဲ့အလေးပုံစုစမ်းမှုတွေကြီးမားတဲ့မှန်လို့လိုအပ်ပါတယ်ဘယ်လိုလုပ်ပြီးလို့မှာအဲ့ဒါရုပ်ဘယ်လိုမှအလေးယူလို့ဟာဟုတ်တယ်တယ်လီစကော့လေတယ်လီစကော့အဲ့ဒါဘယ်လိုမို့လဲဘယ်လိုပြောရမလဲအဲ့လိုမှန်ဘလူးလို့ဟာကြည့်တော့တူတူဟာတူတူဗီဒီယိုလေးဖြစ်မှာတော့သိပ္ပံပညာရှင်တွေဟာအလွန်ကြီးမားတဲ့တယ်လီစကော့ကြီးတွေခင်မီကိရိယာတွေအစစ်မြင့်ဆောင်ရွက်တွေကိုအသုံးပြုပြီးဆက်လာတဲ့ကြောက်ဝါခဏအသေးကြောက်ဝါဆက်လက်ရှာဖွေကြပါလေ။ European Southern Observatory ဒီစနေနေ့မှာဟိုင်းလေတော့မသိဘူး